3 ရက်8လ1990ခုနှစ်တောင်ကခွဲလောင်သွားခဲ့တဲ့ဒါယကကြီးဦးတင်လင်း36နှစ်ပြည့်ချီးကျူးလိုတော့အလို့ရှင်ဒါယကမကြီးတို့ဖြူဖြူဝင်းသမီးဒေါက်တာမေသွဲလင်းသမီးဒေါက်တာသဲဝါလင်းဒေါက်တာတင်အောင်ခိုင်မိသားစုမှာတေလောမေပရိယတိစာသင်တိုင်းရှိဘုရားမို့ရှိသောစာချစာသင်တန်ဃာတော်ပါ900ကျော်ရှင်မြတ်ပေါင်းတို့အားအာယုစွမ်းရှိုးဝဲတဲ့တကောစက္ကလူတိုင်းချင်းစွမ်းဒါနမဟာသင်္ကိကဒါနကောင်းမှုကုသိုလ်သံသိလူတော်ဆက်သိဉာဏ်တဲ့တကောပစ္စည်းလေးပါလူတော်သုံးသိဉာဏ်လူတိုင်းချင်းအာဇောသင်္ကန်းကလူချင်းဒီဖဏစီမောက်စသည်များလူတိုင်းချင်းဒါနကောင်းမှုကုသိုလ်တရဏကောသီလစောင့်တည်ရခြင်းသီလကုသိုလ်ပရိတရားဒေသနာနာယုံမှတ်သားရခြင်းဘာဝနာကုသိုလ်များပြုပြီးတော့ဝိုင်းလွန်သွားတဲ့ဒါယကကြီးဥတင်လင်းအားကောင်းမှုတွေပေးတာအမြတွေပေးတာဒေသဘာတွေပေးတာလဲကောင်းမှုပေးတာအမြပေးတာကောင်းမှုပေးကချမ်းသာရအမြပေးကသာဓုရချမ်းသာတယ်တန်တရာကုသွားတဲ့ပုဂ္ဂိုလ်တွေချမ်းသာခြင်းနဲ့ဆိုရင်ပိဋကများကိုယ့်ဘက်ကဘာပေးရပါကောင်းမှုပေးရမယ်ဘာပေးရမလဲကောင်းမှုပေးရမယ်နောက်တစ်ခုသူသာဓုတွေခေါ်နိုင်ဖို့ဆိုရင်ကိုပြုတဲ့ကောင်းမှုတွေကိုအမြပေးရမယ်ပြောဘေးသားရဲ့ဘာပေးရမလဲအမြပေးရအဲကြောင့်စာဆုံးမှာကောင်းမှုပေးကချမ်းသာရအမြပေးကသာဓုရဣဒံနောညာတိနံဟွန်းတုဒုက္ခိတာဟွန်းတုညာတယောတိတော်ဂုတ်တသုတ်တံပါလေဘုရားဟောတာခြေသားခြေသမီးတို့ဘဝတစ်ပါးပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေကိုကောင်းမှုတွေပြုပြီးမြတ်ပြီးဒုက္ခိတာဟွန်းတုညာတယောကိုယ်နဲ့စပ်နေတဲ့ဆွေမျိုးတွေချမ်းသာတဲ့ဘဝချမ်းသာတဲ့ပုံဌာနရောက်ရှိကြတယ်တဲ့ဒါကြောင့်မြတ်ပြီးတဲ့သာဓုရဖို့ဆိုရင်နံပါတ်1တော့ဖိတ်ရတာနံပါတ်1ဘာလို့ရတယ်လဲဘုရားဘုန်းကြီးကိုယ်တိုင်ပရိဒေသနာမရွတ်ဖတ်မီမေတ္တာမပို့သမီဖိတ်ပေးတယ်အိမ်မှာလုပ်ရင်လည်းဘာလို့ရမလဲဖိတ်ပေးရတယ်ဖိတ်မှာကိုပေးတဲ့ကုသိုလ်ကောင်းမှုကိုပေးတဲ့အမြတ်ကိုသာဓုခေါ်ခွင့်ရပါလေမှန်လားပြည်သက်ဒါကြောင့်နံပါတ်1ဖိတ်ရခြင်းနံပါတ်2ကြတော့တန်ခါမျက်မှောက်ရှိရခြင်းနံပါတ်2ကဘာလဲတော့တန်ခါမျက်မှောက်ရှိရခြင်းစာပေမာယဆိုရင်တော့တန်ခသမုခိဗုဒ္ဓဒက္ခိနေယာစတံပရာလို့ဆိုထားတာတန်ခါမျက်မှောက်ရှိရခြင်းတဲ့ကွယ်လွန်သူကိုရည်စူးပြီးတော့ပြုတဲ့ကုသိုလ်ကောင်းမှုပါတန်ခါမျက်မှောက်ရှိနေရမယ်တန်ခါဆိုတာစာပေရဆိုရင်တော့၄ပါးကျော်လွန်တာကိုပြောတာပြောပေးသားရေဘယ်နှပါးကျော်လွန်တာလဲတစ်ပါးနှစ်ပါးထိကိုတာတန်ခါဘုန်းကြီးတို့ဝိနည်းဒေသနာတော်ရကြတော့တန်ခါမခေါ်ဘူးတစ်ပါးကြတော့ပုဂ္ဂလိကလို့ခေါ်နှစ်ပါးသုံးပါးအထိကြတော့ဂဏိကလို့ခေါ်၄ပါးကျော်သွားတာကိုတန်ခါခေါ်တယ်တန်ခါကုလို့900ကျော်ကြရတော့မဟာတန်ခိကလို့ခေါ်တာများသွားတာခုဆိုရင်တန်ခါမျက်မှောက်ရှိရခြင်းဆိုတာသမားကြီးတို့ကလားလို့တာတန်ခါ950ရှိတဲ့တရင်သုံးတော်မူခဲ့တဲ့ဖရာလက်ထက်ကလိုမျိုးတော်လူရတဲ့ကုသိုလ်မျိုးရမသွားဘူးလားဖရာကျင်ကိုတော်မြတ်ကြီးသာဝိတိတရင်သုံးတယ်လေတန်ခါဘလောက်လဲ900အလုံးနားတွေရှမ်းတယ်နားတွေကြားဘူးပြီးသားဖြစ်ပါတယ်အဲ့ဒီဘုရားရှင်ကိုတော်မြတ်ကြီးသာဝိတိစေတော်အကြောင်းတရင်သုံးနေတဲ့အချိန်ကြတော့
အနာရဘိန်တို့တန်ခါ900ကိုလှုပ်ခွင့်ရလာမရဘူးလားဒီကနေ့တာဝရိသနန္ဒန်းမှာရှိနေတော့မယ်လေသူတို့ရဲ့တရားတရားကပေးတာပေးတဲ့ရဲ့ဘာကပေးတာလဲတရားတရားကလည်းရှိဘုရားမှုကြီးတဲ့တန်ခါ900ကလည်းပြည့်စုံအခွင့်အခါကောင်းလားမကောင်းလားကောင်းတာပေါ့နောက်ဝိသခာကြည်လိုက်လေဝိသခာလည်းပဲတရားတရားကလည်းပြည့်စုံဘုရားမှုရှိတဲ့တန်ခါ900ကိုပရိသတ်ဗျာတရက်ကလေးလှူတာမဟုတ်ဘူးနေတိုင်းကိုလှူတာပြောပြသားရဲ့နေတိုင်းကိုလှူတာတန်ခါဘလားလှူ900ဘုရားလက်ထက်ကကုသိုလ်ရှင်ကြီးတွေလေဒီကနေ့ဆိုရင်ဝိသခာသောနေမနတ္တိနတ်ဘုံမှာရှိနေတော့မယ်လေတရားတရားကလေးပြီးတာပြောဘာကပြီးတာလဲအဲ့ဒါကြောင့်မလို့ရှေ့ဆရာတော်ကြီးတွေကပြီးတယ်တရားသာရှိกว่าကြံတာရှိလာပါလိမ့်မယ်တဲ့ပြောပြသားရဲ့ဘာသာရှိရပါအဲ့ဒါကြောင့်လူတွေရဲ့အမြတ်ဆုံးဥစ္စာကတရားမှမဟုတ်တာတရားတရားလေအေးကိုရွှေတွေငွေတွေကမြတ်တယ်ဆိုရင်တန်တရာကြအဲ့ဒီရွှေတွေငွေတွေအိမ်ရချမ်းမြေတွေသားတွေသမီးတွေကယူသွားလို့ရရလားအနိဗ္ဗာန်နေနတ်ပြည်တွေပြီးလို့ရလားမရဘူးတရားကပဲပြီးတာလေဒါကြောင့်တရားတရားသာရှိလောကီအကျိုးလောကုတ္တရာအကျိုးပြီးပြည့်စုံတယ်တတ္တာယသီလေနသမ္မန္တောယသောဘောဂသမပ္ပိတောသို့ဘုရားဟောတာကခြေသားတို့တရားနဲ့သီလသာပြည့်စုံလောကီအကျိုးလောကုတ္တရာအကျိုးစီးစိမ်အကျိုးချွေရန်အကျိုးတွေပြည့်စုံတဲ့အပြင်နိဗ္ဗာန်တိုင်အောင်သောအကျိုးထူးအကျိုးမြတ်ကိုပေးတာတတ္တာနဲ့သီလပြောဗာနဲ့ဗာနဲ့လေအေးဒါကြောင့်မလို့ဘုရားမှုရှိတဲ့တန်ခါ900ကိုလှူခဲ့တဲ့အနာရဘိန်တို့ဝိသခာတို့နော်သုမနာတို့အဲ့ဒီပုဂ္ဂိုလ်တွေလို့ကိုတက္ကမကြီးတော်ဖြူဖြူဝင်းတို့ဆိုဒီကနေ့လေလုံးမေပရိယတိစာသင်တိုင်းဘုရားလက်ထက်ကလို့တန်ခါ900ကိုလှူခွင့်ရတဲ့ကုသိုလ်မျိုးရမသွားပြီဘူးလားအဲ့ဒါကိုမုဒိတာဖြစ်အဲ့ဒါကိုပီတိဖြစ်ဘဝမှာကုသိုလ်မှတ်တိုင်ကြီးတန်ခါ900ကိုလှူခွင့်ရတဲ့ကုသိုလ်အထူးဆိုတာကိုယ်မှလည်းဘုံနဲ့ကံနဲ့တရားနဲ့ဒါတွေရှိမှရတာမှန်ရလားဟေ့အေးဒါကြောင့်မလို့တန်ခါနဘတ်နဲ့တန်ခါပြည့်စုံရခြင်းဆိုတာလည်းပဲပြည့်စုံပြီဖိတ်ရခြင်းတန်ခါမျက်မှောက်ရှိရခြင်းနဘတ်3ကြတော့စွမ်းသင်္ကန်းကြောင်းစီပစ္စည်း4ပါးတစ်ခုခုတန်ခါအားပေးရခြင်းပြောပေးသားရဲ့ဘာပေးရခြင်းလဲတန်ခါအားပေးရခြင်းပုဂ္ဂိုလ်သွားပြီးလို့မရဘူးဒါကြောင့်မတကဗတ္တဥဒိတကယိထပေပြုတန်ခါဖြစ်မှသာဓုရ၏လို့မလဲဆရာတော်ဘုရားကြီးမဂဒေဝလင်္ကာသစ်မှာရေးထားတာမတကဗတ္တကွယ်လွန်သူကိုစွမ်းစားတဲ့အာဟာရတွေပြုပြီးတော့ဘုရားမိုးရှိတဲ့တန်ခါတော်တွေကိုလှူဒန်းတယ်မတကဗတ္တဆိုတော့ကွယ်လွန်သူကိုစွမ်းစားတာတွေဥဒိတဆိုတော့ရည်စူးတာဤထာပေပြုဆိုတာကွယ်လွန်သူကိုရည်စူးပြုတဲ့ဟာတန်ခါဖြစ်မှာတဲ့ပြောဘေးသားရဲ့ဘာဖြစ်မှာလဲတန်ခါလည်းဖြစ်ပြီးအဲ့ဒီတန်ခါကိုလည်းပဲစွမ်းသင်္ကန်းကြောင်းစီပြီးတာပြောဘေးသားရဲ့စွမ်းသင်္ကန်းကြောင်းစီလူတာမှတ်မိလားစွမ်းလူတော့ကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်စားပွဲတွေပြည့်စုံသင်္ကန်းလူလိုက်တော့ကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်ဝတ်ပွဲတွေပြည့်စုံနေရာကြောင်းလူလိုက်တဲ့အတွက်ဟိုဘက်မှာဗိမာန်ပြည့်စုံဆေးလူလိုက်တော့ကျမ်းမာရေးသက်တမ်းတွေရှည်သွားတယ်တဲ့နံပါတ်4ကတော့ဒီကနေ့ပြုတဲ့ကုသိုလ်ကောင်းမှုကိုမျှပေးရခြင်းဒီကနေ့ပြုတဲ့ကုသိုလ်ကောင်းမှုကိုဘေးသားများဘာလို့အဲ့ဒီ4ချက်ပြည့်စုံသွားရင်ယေရှုကုသိုလ်ထမြောက်တဲ့ကွယ်လွန်သူတို့သာဓုရတဲ့ချမ်းသာတဲ့ဘုံမှာဆင်းရဲတဲ့ဆိုရင်ဆင်းရဲတဲ့ဘုံကလွတ်မယ်ချမ်းသာတဲ့ဘုံရောက်ရင်အလူရှင်တွေကိုဆောင်းလျှောက်တယ်တဲ့အလုံးမှတ်မိလားဒါကြောင့်ဒီတရားနာယူမှသားလိုက်ရသဖြင့်ကျင့်ညာကျုပ်ကိုအထုတ်လိုက်ရပြီးဖိမှန်တကပြုထားသောဒါယကကြီးဥတင်လင်းဝမ်းမြောက်နှုတ်မော်သာဓုခေါ်ပြီးဒုက္ခတိချမ်းသာဆံစားနိုင်ပါစေတပည့်တော်တို့လည်းနိဗ္ဗာန်ဤအထောက်